အားလုံးမင်္ဂလာပါဟုတ်ကဲ့ဒီနေ့ရွှေဘိုမြို့ပြည်သူ့စေယုံကြီးကိုနေ့စဉ်တောက်ရည်တန်းလူတိုင်းရေးဖြစ်ပါတယ်ခင်ဗျဒီနေ့လူတိုင်းရဲ့ကုသိုလ်ရှင်ကဆိုလို့ရှိရင်ဖြင့်ရေကုသိုလ်ရှင်ဖြစ်ပါတယ်ဥတ္တဖုံဟန်ဒေါ်ပပလိုင်တာကြီးဖြစ်တဲ့မောင်အန်ထူးဟန်တားငယ်လေးဖြစ်တဲ့ရှိုင်းမင်းဟန်တို့ရဲ့မိသားစုကုသိုလ်လူလေးဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အလူရှင်မိသားစုဒီနေ့လူတိုင်းရတာကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့်အသက်ရှည်ခြင်းအစင်းလာခြင်းကျမ်းမာခြင်းချမ်းသာခြင်းအပေါင်းနဲ့ထာဝရစဉ်ပြည့်စုံနိုင်ကြပါသည်လူရဆန္ဒဝမ်းမတ္တာနဲ့ပြည့်စုံနိုင်ပါသည်ရေလိုအေးလိုပန်းလိုမွေးကြပါသည်လို့ဆုတောင်းမေတ္တာပို့သပေးပါတယ်အလူရှင်များလူတန်းအပ်ပါသောတောက်ရည်တန်းများကိုလာရောက်ပြီးတော့တုံးဆောင်ကြသောယူဆောင်ကြသောပုဂ္ဂိုလ်ပေါင်းတို့သည်လည်းဤနေ့ဤရဲ့အချိန်ကစပြီးတော့ခံစားနေရသောယောဂဝေဒနာများအမြန်ဆုံးသက်သာပြီးတော့အမြန်ဆုံးပဲပျောက်ကင်းနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးပါတယ်ခင်ဗျာအလူရှင်များနဲ့ချိတ်ဆက်ပြီးတော့အကျိုးတော်ဆောင်ကြီးလည်းစိတ်ချမ်းသာရင်ကိုယ်ကြီးကျမ်းမာရင်ကိုယ်စီနှစ်ပါးတို့ကျမ်းမာချမ်းသာရင်အပေါင်းနဲ့ပြည့်စုံပြီးတော့ထာဝရအကျိုးဆောင်ကအောင်မြင်နိုင်ပါသည်ပရိုက်တာလုပ်ငန်းများများစွာကိုလည်းလှုပ်ဆောင်နိုင်ပါစေလို့ဆုတောင်းမေတ္တာပို့သပေးပါတယ်ခင်ဗျာအလူရှင်နဲ့တကွခုနှစ်တော်သားသမီးများအားလုံးစိတ်ဓာတ်ဒုက္ခကာယဒုက္ခနှစ်ဌာနနဲ့အားလုံးပြည့်စုံတော်မူနိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်ခင်ဗျာ